ဇန်နစ်စာမှာတော့ကိုရီးယားတောင်နဲ့မြောက်စစ်ပွဲအတွင်းမှာဇနီးဆုံးသွားတဲ့အတွက်ကင်ဝွန်ကျုံဟာကလေးတယောက်တည်းပြုစုခဲ့ရတယ်။ခြေတော့တစ်ဖက်မတန်တဲ့ပလွတ်ဆရာတဦးကသူ့ရဲ့သားလေးမှာတီဘီယောဂါဖြစ်နေတဲ့အတွက်ဆေးကူတာကိုစိုးကိုတားဖတ်နေရောက်ကခြေချင်းခီးဆက်ခဲ့ကြပါတယ်။စာမတက်တဲ့ဒုတိယဖြစ်တာကြောင့်နိုင်ငံသားတစ်ယောက်ကအမြင်ကက်ကက်နဲ့ Kiss Your SM Mikey မြန်မာလိုဆိုရင်တော့မြောက်ဖင်ကိုနမ်းပါလို့ရေးပေးလိုက်တာကိုစိုးမှာဆေးကူလို့ရမဲ့လိပ်စာထင်ပြီးဒါလေးကိုကန်ပြီးစိုးကိုတက်လာခဲ့ပါတယ်။လက်ကူလက်မှာလေချောင်းရွာရဲ့တရွာကနေချက်ပြုတ်နေတဲ့ဟင်းနဲ့နေကိုရပြီးလူတူမတိတဲ့တောနဲ့လေးတွေကရွာကိုရောက်သွားခဲ့ပါတယ်။ရွာကလူတွေကတန်နေအမျက်လုံးနဲ့မယုံနေငါစရာအပြင်းဟန်တို့သစိမ့်လာတာကိုမကြိုက်တဲ့ပုံတွေကိုတွေ့ရပါတယ်။ဒီလိုနဲ့တကြီးစီကိုရောက်လာပြီးရွာလူကြီးကဘယ်သူဘယ်ဝါလဲဆိုတာကိုမေးခဲ့ပြီးဘယ်သွားမှလဲမေးတော့ဒါဖြစ်သူကတီဘီယောဂါဖြစ်နေတာကြောင့်မြို့ကိုတွားပြမလို့ဆိုပြီးပြောခဲ့ပါတယ်။တကြီးကတော့တွားရမယ့်လိပ်စာကိုတောင်းကြည့်တော့ထုတ်ပေးခဲ့ပြီးအစာကလေးကစမတက်တဲ့တကြီးကစာကိုပြောင်းပြန်ဖတ်ခဲ့ပြီးလိပ်စာကတော့မှန်တယ်။ဈေးရုံကိုတွားမဲ့ရက်ကတပတ်တာလိုတော့တယ်ဆိုပြီးပြောလိုက်ပါတယ်။ကင်ဝွန်ကျုံကတော့ဒီတညတော့ဒီရွာမှာတဲခိုဖို့အတွက်တကြီးစီကိုခွင်နှောင်းခဲ့ပြီးအတင်ပါလာတဲ့အမေရိကန်ဆေးလိပ်ဘူးကိုပေးကလက်ထိုးတော့ဘိုးတော်ရတယ်။တညတာတဲခိုခွင်ပေးလိုက်ပါတယ်။ကင်ဝွန်ကျုံကတော့တူတက်ကျွမ်းတဲ့ပလွေမှုတ်တာကိုရွာတဲ့လက်ပတ်မှုတ်ချိန်ကတော့မင်းကလေးတအုပ်ကကျအုပ်ကျော်နေရင်ဥတလုံးကမတူပဲထူးခြားနေတာကိုရွာလူကြီးနဲ့ရွာလူရွာသားတွေကမြင်လို့သွားပြီးအဲဒီမင်းကလေးကနတ်ဆရာမအဖြစ်တော့ပြောင်းသွားပြီလို့ရွာလူကြီးကပြောခဲ့ပြီးမိန်းကလေးကိုဂုံပြုတ်တဲ့အနေနဲ့ညချရင်ဇရက်ကိုလာခဲ့ကြဖို့ပြောလိုက်ပါတယ်။ညရောက်တဲ့ခါမှာတော့ကင်ဝွန်ကျုံဟာရွာလူရွာသားတွေနဲ့တွေ့ခဲ့ပြီးတညတာတဲခိုခွင့်ပေးခဲ့လို့ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ရွာသားတွေကတကြီးကိုရွာမှာတောင်းရမ်းနေတဲ့ကြွက်တွေကိုဘယ်လိုဆက်လုပ်ကြမလဲလို့မေးတော့တကြီးကလည်းဒီအခြေအနေကိုအကောင်းဆုံးဖြစ်အောင်ဖြည့်ရှင်းပေးမယ်လို့ပြောခဲ့ပါတယ်။အဲချိန်ရောင်းနေကသူ့အဖေလုတ်ပေးနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်။ရွာလူရွာသားတွေကတကယ်လုတ်ပေးနိုင်တာလား။တကယ်လို့ကူညီပေးနိုင်ရင်ဒီမှာနောက်ထပ်3 ရက်ထပ်ပြီးပေးနေမယ်လို့ပြောလိုက်ပါတယ်။တကြီးကတော့ခီးသွားမဲ့လူတွေကိုအကူအညီမတောင်းဖို့အတွက်ပြောတော့ကင်းမို့ကျုံးကရပါတယ်ဗျာ။တနန်ကြလောက်အကူအညီပေးတာပေါ့လို့ပြောလိုက်ပါတယ်။တကယ်လို့ရွာမှာတောင်းကျမ်းနေတဲ့ကြွက်တွေကိုရှင်းပေးနိုင်ရင်နွားတကောင်ရဲ့တန်ဖိုးနဲ့ညီမြတဲ့ပတ်စံကိုပေးမယ်လို့ပြောတော့ကင်းမို့ကျုံးကပြောလို့သွားခဲ့ပါတယ်။ရင်မို့ကျုံးကရွာရဲ့အခြေအနေကိုလက်ပဲကြည့်ချိန်မှာတားဖြစ်သူကအမျိုးသမီးတယောက်စီကိုထားခဲ့ပါတယ်။ပြန်လာချိန်မှာတော့တားဖြစ်သူကိုတွားခေါ်ချိန်မှာတကြီးနဲ့တွေ့ခဲ့ပြီးစကားတွေပြောနေရင်တကြီးကအမျိုးသမီးအိမ်ကမိုးယိုနေတာဖာပြီးပြီလားလို့မေးတော့ကင်းမို့ကျုံးကတူလုပ်ပေးနိုင်တယ်လို့ပြောကလုပ်ပေးခဲ့ပါတယ်။အေးအမိုးပြင်ချိန်မှာတစ်ဖက်အိမ်ကနေအသားစိမ်းတွေကိုကြွက်တွေကစားနေတာကိုမြင်လိုက်ရပါတယ်။အဲနောက်တားဖားနှစ်ယောက်ကကြွက်ကိုပိတ်မဲ့အပေါက်တစ်ခုကိုတွေ့ခဲ့ပြီးကြွက်တွေကိုညှောက်ခေါ်ဖို့အတွက်အမုံတွေကိုရွာရဲ့လမ်းတွေမှာအကုန်လိုက်ဖြူးလိုက်ပါတယ်။ကင်းမို့ကျုံးကတော့သူဖြူးလိုက်တဲ့အမုံတွေကလူတွေကရှူဆိုင်မိရင်မူးမေ့အော့အန်မှာဖြစ်ပြီးကြွက်တွေကတော့ဒီအနံ့ကိုလုံးဝခံနိုင်မှာမဟုတ်ကြောင်းပြောခဲ့ပါတယ်။ကင်းမို့ကျုံးကတော့သူ့ရဲ့အစီအစဉ်တွေကိုပြောပြလို့နေပြီးရွာလူကြီးရဲ့အိမ်ကတရွာလုံးရဲ့အမြင့်မှာရှိတာကြောင့်တကြီးရဲ့အိမ်မှာစုဝေးခိုင်းပြီးအငွေတွေမရှူမိအောင်မျက်နှာကိုအိုးဆန်နဲ့စီးခိုင်းခဲ့ပါတယ်။ကင်းမို့ကျုံးကတော့တောင်ပေါ်ကနေမိရှို့ခဲ့ပြီးရွာတဲ့ကိုမိကိုတွေပြန်လန့်ကတူဖြူးထားတဲ့အမုံတွေနဲ့ဓာတ်ပြူပြီးကြွက်တွေကထွက်လာချိန်မှာတော့နတ်ဆရာမဆိုးတဲ့သူကဘာမှမတက်ပဲရောရောင်ပြီးအတန်မြည်တဲ့အရာကိုတီးခဲ့ပါတယ်။ကင်းမို့ကျုံးကလည်းပလွေကိုမှုတ်တော့ကြွက်တွေကတူဖြူးထားတဲ့အမုံအတိုင်းလာခဲ့ပြီးတော့ကင်းမို့ကျုံးကအပေါက်ကနေအတင်းဆောင်ပြီးကောက်ပိတ်လိုက်ပါတယ်။ရွာကိုပြန်လာချိန်မှာတော့ရွာလူရွာသားတွေကသူတို့ရဲ့အခက်ခဲတွေကိုဖြေရှင်းပေးတာကြောင့်ကျေးဇူးတင်လို့ညံ့ကြရင်အောင်ဝတ်ခံကြတာပေါ့လို့ရွာသားတယောက်ကပြောတော့အားလုံးကလည်းသဘောတူခဲ့ကြပါတယ်။ညရောက်တဲ့ခါမှာတော့တာဖားနှစ်ယောက်ကရွာသားတွေကိုကပြဖျော်ဖြေခဲ့ပြီးအားလုံးကလည်းပျော်မြူးနေချိန်မှာတကြီးကိုမြင်တော့အားလုံးကကြောက်တာကြောင့်အိမ်အမြန်ပြန်ခဲ့ကြပါတယ်။ဒေဝကျုံကတော့မီဆိုကိုကြွက်တွေကိုမောင်းထုတ်ပေးတဲ့နေရာမှာကူညီပေးတာကြောင့်ကျေးဇူးတင်တဲ့အနေနဲ့ပစ္စည်းတစ်ခုကိုပေးခဲ့ပြီးအိမ်ရောက်မှကြည့်ဖို့မှာလိုက်ပါတယ်။တကြီးနဲ့သူ့ရဲ့တားတွေကတော့ပလွေမို့ဓမ္မကိုပတ်စံနေမပေးချင်တာကြောင့်ရွာသားတွေကိုသူတို့ပဲပါလာအောင်ရွာသားတွေစီကိုတွားပြီးစီယုံခဲ့ပါတယ်။တကြီးသားကရွာသားတွေကိုပလွေဓမ္မကထူးဆန်းတဲ့အမုတ်တွေကိုထူပြီးတော့ပလွေတွေကိုမှုတ်ချိန်မှာကြွက်တွေအခေါ်လုံးကတူးနှောက်လိုက်ပါတယ်။နောက်ထပ်နတ်ဆရာမမီဆိုကလည်းနတ်ဆရာနဲ့အတူဆိုးကိုလိုက်သွားစီစဉ်နေတယ်လို့ပြောခဲ့ပါတယ်။ပလွေဓမ္မကဒူးအရောက်နေတဲ့သူတို့ရွာကိုထူးထူးဆန်းဆန်းရောက်လာတယ်။ငါတို့တွေတခါမှရှင်းထုတ်လို့မရတဲ့ကြွက်တွေကိုတခဏလေးအတွင်းမှာပဲရှင်းပစ်တယ်။ပြီးတော့ဝတ်တကောင်ရဲ့တန်ကြီးနဲ့ညီမြတဲ့ပတ်စံတွေကလည်းပေးရအောင်မယ်။စားတစ်ဖြစ်အမျိုးမျိုးပြောဆိုခဲ့ပြီးပလွေဓမ္မကကွန်မြူနစ်သမားလားတကယ်လို့တူတာကွန်မြူနစ်ဆိုသူတို့ပေးလိုက်တဲ့ပတ်စံတွေကကွန်မြူနစ်တွေရဲ့ရန်ပုံငွေဖြစ်သွားနိုင်တယ်လို့တကြီးသားကအထက်ပြောတော့အားလုံးကပို့ပြီးစိုးရင်လို့တွားတာကြောင့်ပလွေဓမ္မကိုတက်ပစ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ပလွေဓမ္မကတော့မီဆိုးနဲ့တွေ့ခဲ့ပြီးမနေ့ကျရင်ခီးဆက်ရတော့မှဖြစ်တာကြောင့်စိုးကိုအတူလိုက်ခဲ့ဖို့ခေါ်ခဲ့ပါတယ်။ညရောက်တဲ့အခါမှာတော့တကြီးနဲ့ရွာသားတွေကပလွေဓမ္မကိုပတ်စံနေမပေးချင်တာကြောင့်ညံစင်ပြီးတစ်ဖက်ကတစ်မိန်အောက်ကိုတွားကြည့်ခိုင်းချိန်မှာတော့အကောင်တွေကိုတွေ့ရပြီးတကြီးက
သူ့အရှိယူလာခိုင်းခဲ့ပါတယ်တကြီးကသူတို့အပ်ထားတဲ့အလုပ်ကိုပြီးအောင်မလုပ်နိုင်တာကြောင့်ပတ်စံကိုမပေးတော့ဘူးလို့ပြောတော့ကင်ဝွန်ကျုံးကသူရတဲ့ရထိုက်တယ်လို့ထင်တဲ့ပတ်စံတွေကိုတွားယူချိန်မှာတကြီးကကင်ဝွန်ကျုံးရဲ့လက်ကိုဖြတ်လိုက်ပါတယ်အဲနောက်တကြီးကအိတ်တွေကိုလန်လောပြီးရှာချိန်မှာစာရွက်တစ်ခုကိုတွေ့ခဲ့ပြီးရာလူရာသားတွေကိုပြလိုက်ခဲ့ပြီးတကြီးကကင်ဝွန်ကျုံးကိုကွန်မြူနစ်ကလားဆိုတာကိုဝန်ခံခိုင်းခဲ့ပါတယ်ကျွတ်တွေကိုထွက်ပြေးအောင်လုပ်တဲ့အချိန်မှာမီးရှို့တာကအချက်ပြတာလားဆိုပြီးမေးခဲ့ပြီးနတ်ဆီယာမကိုလည်းသူနဲ့အတူစိုးကိုခေါ်တော့ဖို့အတွက်လုပ်နေတယ်လို့ပြောခဲ့ပါတယ်။ကင်ဝွန်ကျောင်းအောင်ကွန်မြူနစ်ကမဟုတ်ကြောင်းပြောခဲ့ပေမဲ့တယောက်မှမယုံတဲ့အပြင်တကြီးသားကဥဆောင်ပြီးတက်ဖို့အထီလုပ်ခဲ့ပါတယ်။တကြီးကစာရွက်ကိုဖျဲခိုင်းခဲ့ပြီးဒီရက်နေထွက်တော့ခိုင်းခဲ့ပါတယ်။ကင်ဝွန်ကျောင်းကတော့ဒီစာရွက်ကတူတာကိုစိတ်ကူပေးနိုင်မဲ့လိပ်စာဖြစ်တာကြောင့်မဖျဲနိုင်ဘူးလို့ပြောတော့တကြီးကစိတ်မရှိတာကြောင့်အော်ဖျဲလိုက်ပြီးကင်ဝွန်ကျောင်းတို့တာဖာကိုသူတို့ပါလာတဲ့အထုပ်တွေပေးကညာရင်းချင်းဒီရက်နေထွက်တော့ခိုင်းခဲ့ပါတယ်။ဒါပါညောင်ကလက်ခုလက်မနားနေချင်းအဖေဖြစ်သူကမောလို့ခဏအိတ်လို့နေခဲ့ပါတယ်။ဒါဖြစ်သူကဗိုက်စားလို့အိတ်ကိုဖွင့်ပြီးရှာချိန်မှာတော့ထမင်းတစ်ထုပ်ကိုတွေ့ခဲ့ပြီးပလူရမပါလာတာကိုတတိထားမိသွားတာကြောင့်ကြွားပြန်ယူခဲ့ပါတယ်။ကင်ဝွန်ကျော်တောင်လိုးလာချိန်မှာတော့တားဖြစ်သူကမရှိတော့တာကြောင့်လိုက်ရှာရင်းနဲ့တားဖြစ်သူကအမောဖောက်ပြီးလမ်းရဲ့တနေရာမှာတေဆုံးနေတာကိုမြင်လိုက်ရတော့ကင်ဝွန်ကျော်တောင်ငုံလို့နေခဲ့ပါတယ်။ကင်ဝွန်ကျော်ကတော့သူ့သားတေရတာကအမြင်မသိရွာကြောင့်ဆိုပြီးအမျိုးသားကကြွက်တွေကိုပိတ်ထားတဲ့အပေါက်တွေကိုပြန်ခွင့်ပေးခဲ့ပြီးသူ့သားရဲ့အလောင်းနဲ့အတူအမုံတွေကိုပါတခါတည်းမီးရှို့ပြီးရွာဘက်ကိုမီးကုန်းငွေတွေလွတ်ခဲ့ပါတယ်။အဲနောက်ပလွေတွေကိုမှုတ်ခဲ့ပြီးရွာထဲကိုကြွက်တွေလွတ်ခဲ့ပါတယ်။ရွာသူရွာသားတွေကလည်းမီးကုန်းငွေတွေကြောင့်အိမ်နေရာကနေထလာပြီးကြွက်တွေကလူတွေကိုကိုက်စားပြီးတက်ပစ်လိုက်ကြပါတယ်။တကြီးကလည်းကြောက်ကြောက်လန့်လန့်နဲ့ပြေးရင်ဒမ်းပေါ်ကိုပြေးတက်ချိန်မှာကင်ဝွန်ကျုံးကပလွေကိုမှုတ်တော့ကြွက်တွေကတကြီးစီကိုတွားခဲ့ကြပါတယ်။ဖြစ်ရှင်တော့တကြီးတွဲတောင်ခိုးနေတဲ့ဒမ်းကပြက်ကျသွားတာကြောင့်တကြီးအောက်ပြုတ်ကျလာချိန်မှာတော့ကြွက်တွေကတကြီးကိုတက်ပစ်လိုက်ပါတယ်။မနက်မှာတော့ကလေးတွေကသူတို့ရဲ့မိဘတွေကိုမတွေ့တော့တာကြောင့်ရိုက်ရှာရင်းနဲ့ကလေးတွေအကုန်လုံးကရွာလေကောင်းမှစုချိန်မှာကလေးတွေကပလွေတံကိုကြားချိန်မှာတော့အညှို့ခံရပြီးအတန်ကြာရကိုလိုက်သွားချိန်မှာတော့လိုင်ကောင်းလေးကိုတယောက်ပြီးတယောက်ကဝင်လို့သွားခဲ့ပါတယ်။အဲနောက်ကင်ဝိုကျုံးကလည်းအပေါက်ကိုပိတ်လိုက်ပြီးတားဖြစ်သူအတွက်လက်စားချေလိုက်ပါတယ်